လာပြီဒီညမှာငယ်ရနာလေးကိုမြင်ရလို့ရှိရင်လေကိုကအိပ်ပျော်မှာမဟုတ်တော့ ကဲဟိုတွေ့ပြီလေပြန်တော့ လူတိုင်းတော့တွေ့ပြီးတော့ဘယ်လိုပြန်လို့ရပါလဲငယ်ရလဲဟိုနည်းနည်းပါးတော့တော့ပါ လာကွာ တော့ပါပြီ တော့ဘာလို့နေကြဘာလို့နေကြတာလဲ လက်စော့ ဘာလဲဆိုလဲ အဖိုးလက်စော့လာရှာ မင်းလက်စွပ်ပြောက်တယ်ငါအိမ်ရှိမှာဆိုငါဆက်နေဘလို့ရောက်လာ ဩလေတွေပါတက်တော့လဲခြံလောက်ကိုလွင့်ရင်လွင့်လာမှာပေါ့ ဟာလက်စွပ်ကလေတိုက်လို့လွတ်ရအောင်မင်းလက်စွပ်ကစက်ဦးတယ်လို့လက်စွပ်မို့လို့လားဘာတွေလုံနေတယ်ဘာတွေပြောနေဆိုတာငါအားလုံးမြင်ထားပြီးသားကြားထားပြီးသား ဟာဟဲ့ ဟာလေ မင်းကွာကြည့်တော့ချင်းပိုင်းနဲ့မင်းကိုကြီးမကိုပြန်ထောင်းနေရပေါ့ဟဲ့ မှန်ရလိုက်တာ ကိုကြီးရတယ်ဒေါတာကြီးပဲ ယူသလို ရဲသားပြီလား နတ်ခွေးလန်ပေါက်နေတယ်ပေါ့